ဂျပန်မှာနေတာကြာလာတာနဲ့အများလူတိုင်းနီးပါးကြုံတွေ့ရတဲ့ပြဿနာတစ်ခုကတော့စပင်ကျွတ်ခြင်းပါစပင်ကျွတ်ရတာအကြောင်းရင်းတွေများစွာရှိတယ်အဲ့ထဲမှာမှကျွန်တော်တို့နေ့စဉ်သူကထိတွေ့နေရတဲ့ရေဟာလည်းစပင်ကျွတ်ရတဲ့အကြောင်းရင်းတွေမှာတစ်ခုပါဝင်တယ်ဘာကြောင့်လဲရေကိုပိုးတက်တန့်ရှင်းအောင်လုပ်ထားတဲ့ကလိုရင်းဓာတ်ကြောင့်ပါအခုဗီဒီယိုထဲမှာမြင်နေရတဲ့အရာကတော့ကလိုရင်းဓာတ်ကိုဖယ်ရှားပေးတဲ့အရာပါသူကတပူးမှာ2000ပါတယ်ကျွန်တော်ကစပယာဘတ်အနေနဲ့ဝယ်ထားတာရန်2000ဝန်းကျင်ပဲပေးရတယ်တတောင်းကို9လဝန်းကျင်သုံးလို့ရတယ်တက်တန်းကြော်သွားရင်တော့နောက်တစ်တောင်းနဲ့အစားထိုးပါရေပိုက်ကောင်းကလည်းရန်3600ဝန်းကျင်ပဲပေးရတယ်ကလိုရင်းဓာတ်ဖယ်ရှားပေးတဲ့စကားစစ်လိုအတောင်လေးတစ်တောင်းကပါတယ်ကလိုရင်းဖယ်ရှားပေးတဲ့အတောင်လေးကိုရေပိုက်ကောင်းတဲ့ကိုထည့်ရတာကဖြုတ်ရတက်ရတာလွယ်တယ်ဒီရေပိုက်ကောင်းရဲ့အားတာချက်ကတော့90%လောက်ကပိုက်မရွေးဘူးရေပိုက်ကိုလည်းတကူးတကကြီးဝယ်စရာမလိုခေါင်းပဲဝယ်ရုံပဲနောက်တစ်ချက်အားတာချက်ကခလုတ်နှစ်ခုပါတယ်ရေချိုးတဲ့အချိန်မှာဆိုရင်ကလိုရင်းဓာတ်ကိုဖယ်ရှားပဲခလုတ်ကိုရွေးပြီးတော့ရေချိုးခန်းတန့်ရှင်ရေလုပ်တဲ့အခါမျိုးတွေဆိုရင်တော့တာမန်ခလုတ်ကိုရွေးထားပြီးလို့ရတယ်ကလိုရင်းဖယ်ရှားပြီးတဲ့ရေပိုက်ကောင်းကိုဝယ်မယ်ဆိုရင်တော့မိမိအသုံးပြုနေတဲ့ရေချိုးခန်းပိုက်ကအဆင်ပြေမပြေကိုအရင်ကြည့်ပါအခုကျွန်တော်ပြထားပြီးတဲ့ဗီဒီယိုကတော့ပုံမှန်အများအပြစ်ကတော့နေရာတိုင်းလိုအသုံးပြုလို့ရတယ်ကလိုရင်းကိုဖယ်ရှားပြီးတဲ့ရေပိုက်ကောင်းရဲ့ကောင်းကျိုးတွေကတော့ကလိုရင်းဓာတ်ကြောင့်ဖြစ်ပေါ်လာတဲ့အသားရည်ခြောက်တွေ့တာဥယျာဉ်ပြားရရန်တာဘောက်ထတာစပင်ကျွတ်တာတွေကိုတော်တော်လေးကိုတက်တာစေတယ်ဗျာအဆုံးထိကြည့်ပြီးရဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်